ဆင်းရဲနွမ်းပါတဲ့အမျိုးသမီးတစ်ယောက်ဟာတေခါနီးအချိန်မှာသူမရဲ့သမီးတစ်ယောက်တည်းကိုအနားခေါ်လိုက်တယ်သူမတည်သွားရင်အလုပ်တစ်ခုရှာပြီးကိုယ့်ဘဝကိုကိုယ်တိုင်တိုးတက်အောင်စူးစမ်းဖို့မှာကြားခဲ့တယ်အမေကိုတကြိုပြီးနောက်မိန်းကလေးဟာအိမ်မှာရှိတဲ့တစ်ခုလေးသောမွေးရာကိုလက်ယူကတအိမ်ဝင်တအိမ်ထွက်အစားတောက်တောင်းစားခဲ့တယ်ဒါပေမဲ့သူမဟာအလုပ်လုပ်နိုင်တဲ့အသက်အရွယ်ရှိတာကိုမြင်တဲ့လူတွေကဘာမှမပေးကြဘူးအလုပ်သွားရှာပါလို့ပဲပြောလို့ကြတယ်တကယ်တော့မိန်းကလေးဟာအလွန်ပြည့်ရည်သူဖြစ်တဲ့အလုပ်လုပ်ရမယ့်အစားပိုက်စားပြီးနိုင်နေရတာကိုတောင်ပိုသဘောကျတဲ့ပိုက်စားရင်တစ်ပင်အောက်ကျတဲ့အသီးတွေကိုကောက်စားတယ်ရင်းနဲ့ရင်မနဲ့ခင်းနေရည်ကိုတောက်တယ်ဒီလိုနဲ့ပျက်စီးနေတဲ့အိမ်တစ်လုံးကနေတစ်လုံးကိုလှည့်လည်နေခဲ့တယ်တနေ့မှာတော့ဘရင်တစ်ပါးကရဲတိုက်တစ်လုံးကိုရောင်းချနေတယ်ဆိုတဲ့သတင်းကိုကြားလိုက်ရတယ်သူမကချက်ချင်းနန်းတော်ကိုသွားပြီးဒီရဲတိုက်ကိုဝယ်ချင်ပါတယ်လို့ပြောလိုက်တယ်ဘရင်ကဝယ်မဲ့သူပေါ်လာလို့အယံဝမ်းသာသွားပေမဲ့မိန်းကလေးကကျမကိုပတ်စံအကျွေးတင်ထားတဲ့သူတွေအများကြီးရှိပါတယ်သူတို့ပြန်ဆက်တဲ့အထိတစ်နှစ်လောက်အချိန်ပေးပါလို့လိန်ပြောလိုက်တယ်ဘရင်ကသူမကိုယုံကြည်သွားပြီးတစ်နှစ်အချိန်ပေးဖို့သဘောတူလိုက်တယ်ဒါပေမဲ့မိန်းကလေးရဲ့အတွေ့ကတော့ရိုးရှင်းတဲ့တစ်နှစ်ကြာရင်ပတ်စံမပေးနိုင်လို့ခေါင်းဖြတ်ခံရမယ်ဆိုရင်တော့ဘရင်ရဲတိုက်မှာနေဘူးလေလို့ကြွားလို့ရသေးတာပဲအဲ့ဒီလိုနဲ့သူမဟာရဲတိုက်ထဲမှာစိတ်ချလက်ချအိပ်ပျော်သွားခဲ့တယ်ညတစ်ခေါက်မှာတော့တကားအပြင်ကကြောင်အော်တန်တန်ကြားလိုက်ရတယ်တကားဖွင့်ကြည့်လိုက်တော့ပုံမှန်ထက်အများကြီးကြီးမားတဲ့အနက်ရောင်ကြောင်ကောင်ရက်နေတယ်သူမကကြောင်လေးလဲသူမလိုပဲအထီးကျန်နေလိမ့်မယ်လို့တနာသွားပြီးအခန်းထဲဝင်အိတ်ခွင့်ပေးလိုက်တယ်ဒါပေမဲ့မနက်မိုးလင်းတော့ကြောင်ကပျောက်နေပြီးတော့ကတော့ခေါင်းအောက်မှာပဲရှိနေသေးတယ်တကားတွေရောပတင်းပေါက်တွေရောအားလုံးပိတ်ထားဆဲဖြစ်တယ်ဒီကြောင်ဘလို့ထွက်သွားတာလဲဆိုတာကိုတနေ့လုံးစဉ်းစားပေမဲ့အဖြေမတွေ့ခဲ့ဘူးနောက်ဆုံးတော့ခြံထဲထွက်ပြီးတတိတွေကိုပဲဆက်စားနေခဲ့တယ်အဲ့ဒီညမှာပဲအနက်ရောင်ကြောင်ကပြန်ရောက်လာတယ်ဒီတစ်ခါတော့သူ့ပါးစပ်ထဲကနေတောက်ပနေတဲ့ရတနာကြောက်တစ်လုံးကိုထွေးချလိုက်တယ်အဲ့ဒီနေ့ကစပြီးညတိုင်းကြောင်ဟာရတနာကြောက်တစ်လုံးစီယူလာပေးခဲ့တယ်မိန်းကလေးကကြောင်ပဲကလာတာလဲဆိုတာပိုပိုပြီးသိကျင်လာခဲ့တယ်ဒါကြောင့်တညမှာတော့အိတ်ချင်အောင်ဆောင်ပြီးကြောင်ထွက်သွားတဲ့နောက်ကိုတိတ်တိတ်လေးလိုက်သွားခဲ့တယ်လိန်ကွေးနေတဲ့လှေကားရှည်ကြီးကိုတက်သွားရင်လမ်းဘေးနှစ်ဖက်လုံးမှာရတနာသီးပင်တွေပေါက်နေတာကိုတွေ့လိုက်ရတယ်ရွှေတစ်ကြားပင်ကအကိုင်းတကိုင်းနဲ့စိန်သီးပင်ကအကိုင်းတကိုင်းကိုချိုးယူပြီးရှေ့ဆက်သွားခဲ့တယ်လှေကားထိပ်ကိုရောက်တော့လှပတဲ့ဥယျာဉ်ကြီးတစ်ခုပေါ်လာတယ်အဲ့ဒီမှာအနက်ရောင်ကြောင်ဟာချောမောလှပတဲ့မင်းသားတစ်ပါးဖြစ်ပြောင်းလဲသွားတာကိုသူမမျက်စိနဲ့မြင်လိုက်ရတယ်မင်းသားမင်းသမီးတွေအများကြီးကလည်းသူနဲ့တူတချင်းဆိုပြီးပျော်ပျော်ရွှင်ရွှင်ကခုန်နေကြတယ်မိန်းကလေးကဘသူမှမသိအောင်အခန်းထဲပြန်ဝင်ပြီးအိပ်ယာပေါ်ပြန်လဲနေလိုက်တယ်နောက်တစ်ညမှာကြောင်ကရတနာကြောက်ယူလာပေးတဲ့အချိန်သူမကရုတ်တရက်မင်းညကမင်းပဲသွားခဲ့တယ်ဆိုတာငါသိတယ်လို့ပြောလိုက်ပြီးရွှေသီးပင်နဲ့စိန်သီးပင်ကချိုးလာတဲ့အကိုင်းတကိုင်းကိုထုတ်ပြလိုက်တယ်အဲ့ဒီအချိန်မှာအနက်ရောင်ကြောင်ကကျေလောင်စွာအော်ဟစ်လိုက်ပြီးကြောင်ရေခွန်အတွင်းကနေချောမောတဲ့မင်းသားတစ်ပါးထွက်ပေါ်လာခဲ့တယ်တကယ်တော့သူဟာချိန်စာတင်နေတဲ့မင်းသားတစ်ပါးဖြစ်တဲ့အပြင်ထွက်တိုင်းကြောင်ရေခွန်ကိုဝတ်ထားရပြီးမိန်းကလေးတစ်ယောက်ကသူ့ရဲ့လျှို့ဝှက်ချက်ကိုဖော်ထုတ်နိုင်မှသာမူလပုံစံကိုပြန်ရနိုင်တဲ့ချိန်စာဖြစ်ခဲ့တယ်နောက်ဆုံးမှာတော့မိန်းကလေးဟာမင်းသားပေးတဲ့ရတနာကြောက်တွေကိုရောင်းချပြီးငွေကြီးတအိတ်ရရှိခဲ့တဲ့ဘရင်ကိုပေးစရာအကျွေးအလုံးဆက်ပြီးရဲတိုက်ကိုပြန်လာခဲ့တယ်အဆုံးမှာတော့သူမဟာမင်းသားနဲ့လက်ထပ်ခဲ့ပြီးနှစ်ယောက်သားချမ်းသာကြွယ်ဝစွာငြိမ်းချမ်းပျော်ရွှင်စွာနဲ့တစ်သက်လုံးအတူနေထိုင်သွားကြတယ်